တချို့တွေလေသိကျင်တာရှိတယ်ပရင်းတကားစက်ရုံတရုံထောင်ဖို့ဘာတွေလိုအပ်မလဲဘာလဲပုံမှန်လည်းအမှန်တိုင်းမခံရလို့ရှိရင်လေကျွန်တော်ရဲ့ကိုရီးယားတော့ဘယ်လိုလဲဆိုရင်တကားစက်ရုံတရုံကအရင်ဆုံးတော့လေးလာမှုတော့ရှိရတာပေါ့နော်ဒါပေမဲ့အပြည့်စုံတက်မှလုပ်လို့ရတာမဟုတ်ဘူးဗျလုံရင်းနဲ့မှပိုတက်လာတာတွေ့ဗျလောပေါ့လားကျွန်တော်တို့ကစသချင်းလုံးချိန်မှာတော့ကျွန်တော်တို့ကမရေရာမှုတွေအများကြီးရှိတယ်ဟုတ်လားလုံးနေရင်းနဲ့မှအော်ဒီဟာလေးကတော့ပိုကောင်းတယ်ကာစတမာဘက်ကိုတွေးပြီးတဲ့စေတနာနဲ့အတူလှုပ်တဲ့အချိန်ကျတော့ကျွန်တော်တို့ပညာပိုရတယ်ဗျာဒါလေးကိုပိုကောင်းအောင်ဘယ်လိုလုပ်လို့ရမလဲဆိုတော့ idea ကြီးလည်းပေါ်လာတယ်အဲ့လိုမျိုးကျွန်တော်ဒီဗီဒီယိုကနေပြီးတော့မှအားပေးချင်တာအခုမှစပြီးတော့တကားစက်ရုံထောင်ကျင်တဲ့ညီငယ်ညီမညီငယ်တွေအကိုတွေအမတွေရှိခဲ့လို့ရှိရင်တကားစက်ရုံထောင်ဖို့အတွက်ဆိုလို့ရှိရင်အရင်ဆုံးအရေးကြီးတာကကျွန်တော်ဤပညာရပြီစက်တွေရပြီဆိုလို့ရှိရင်ကျွန်တော်တို့နာမည်တစ်ခုရဖို့ဒီ market ထဲမှာရက်တီဖို့အတွက်ကအရင်ဆုံးစေတနာပါပဲကျွန်တော်ကို customer ကိုကျွန်တော်တို့ဘယ်လောက်စေတနာထားပြီးတော့မှလုပ်ပေးမလဲကို product ကိုဘယ်လောက် error ကင်းအောင် perfect တော့မဖြစ်ဘူးပေါ့ဗျာ error ကင်းအောင်လုပ်နိုင်မလဲဆိုတာအရေးကြီးပါတယ်ကြံလိုခဲ့လို့ရှိရင်လည်းကျွန်တော်တို့တကားဖွင့်ထားပါတယ်ဗရင်တကားစက်ရုံထောင်ဖို့အတွက်ကြံလိုခဲ့တယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့လာရောက်မေးမြန်းနိုင်ပါတယ်ကျွန်တော်တို့ဆိုရင်2019နဲ့စထောင်ခဲ့တာဆိုတော့အခုချိန်ကျွန်တော်တို့ကတတအားပြည့်10နှစ်ကျော်ခဲ့ပြီဆိုတော့ဒီတိုင်းတာတွေမှာကြုံခဲ့ရတဲ့ပြဿနာတွေတွေ့ခဲ့ရတဲ့အခက်အခဲတွေအကုန်လုံးကိုဒါချပြပြီးတော့မှပြန်လည်ဝေမျှသွားပါမယ်အားလုံးကိုလည်းလက်တွဲခေါ်ဖို့အတွက်အဆင်သင့်ရှိပါတယ်ကျေးဇူးပါ